3円貸してくれますか3円ဂျပန်စာလေးလာနေတဲ့မြန်မာလူမျိုးအများစုပါပေါ့နော်စိတ်ရဲ့စရဲ့အတန်ထွက်ကိုကောင်းကောင်းမှန်မထွက်နိုင်ကြပါဘူးဘာဖြစ်လို့လဲဆိုတော့မြန်မာစကားမှာအရဲ့အဲ့ရဲ့ကိုခွဲခြားထွက်ဖို့အတွက်ကအရန်အားနေလို့ဖြစ်ပါတယ်ဂျပန်စာမှာအာအီဥအေအောဆိုလို့ရှိပြီးတော့ဂျပန်စာလေးလာနေတဲ့မြန်မာလူမျိုးအများစုကအလိုင်းရဲ့အဲ့လိုင်းရဲ့ကိုအုံပေါက်တဲ့အတန်ထွက်ကိုတိတိကျကျကိုကိုပြမထွက်နိုင်တဲ့သူတွေကများပါတယ်ဥပမာအနေနဲ့ဆိုလို့ရှိရင်နီခုမဟုတ်နီခုမဲ့ဆိုပြီးတော့ပြောတာလေလို့ရှိရင်အများဆုံးအခေါ်ဆုံးအများဆုံးကတော့ဆင်းဆက်ကိုဆောင်းဆက်ဆိုပြီးပြောတာလေပြီးရင်ဇန်နဲ့ဟိုဇန်အားကိုပြောချင်တဲ့ခါကျရင်ပါဇက်ကိုအကျယ်ကြီးဖွင့်ပြီးတော့အဲ့ကိုပြောချင်တဲ့ခါကျရင်ပါဇက်ဘေးကိုဖွင့်ပြီးတော့အဲ့လိုမျိုးပဲစကိုပြောချင်တဲ့ခါကျရင်လည်းခုနအတိုင်းပဲစပါဇက်ကိုပေါ်ဖွင့်ပြီးစဆက်ကိုပြောချင်တဲ့ခါကျရင်လည်းခုနအဲ့အတိုင်းပဲဆက်ပါဇက်ကိုဘေးကိုတွားပြီးတော့ဆက်နောက်တစ်ခုကအုံးရဲ့အတန်ထွက်ပေါ့နော်မြန်မာစကားရဲ့ဆိုတဲ့အတန်ထွက်ကပိုပြီးတော့ strong ဖြစ်ပြီးတော့ဂျပန်စကားရဲ့အုံးတစ်ခါကကျတော့နည်းနည်းလေးပေါ့ပါပြီးတော့တေးတယ်ပေါ့နော်ဒီဟာက3円ဟိုက1000円အဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တတာ